တိုင်ပင်ဖြစ်ပါတယ်မနေ့ကမှဖေးဆုံးမှာ friend ဖြစ်သွားဟုတ်လားမနေ့ကဖြစ်တာလားဟုတ်တယ်ရှင်မွေလာဆိုကောက်ကြီးပေါ်လာလို့အဲ့လိုက်ဝဲဆိုပြီးပတ်ခဲ့ပြုံးလေးမြလာပါနေတာမြမတို့ရဲ့နှလုံးသားထဲမှာရှိပြင်းနေတမခါဆိုရှိပြင်းနေဟိုကျွန်တော်လည်းရှာပါတယ်ဟိုပါပေါ့ကျွန်တော်လည်းအပ်ဖို့ရှာမတွေ့ဘူးမဆောင်းဝင်မေးဆို ဟုတ်တယ်မရှိဘူးမရှိဘူးတခြားနာမည်ဂျပန်နာမည်လေးနဲ့ပြင်တယ်ဆာကူရာကြော်ဝဲဆာကူရာတုတ်ကြီးပါဘူးက ဟာတာ မောင်လေးကအမဟာတာကမြဲဘူးတဲ့ဟိုပါပေါ့နည်းနည်းလေးဟိုနည်းနည်းလေးအမကြောက်တယ်ဗောနော်ဟုတ်ကဲ့အမလို့ကျွန်တော်လည်းနားတော့ပြီးပြီးသူပဲလှိမ့်ကြတာအကုန်ပဲရှင်အာမနာသူပဲလှိမ့်ကြတယ်အဲ့လိုတွေ့သွားတာပါတနခါကရွှေပြည်နဲ့နှစ်ဘူးကုန်တယ်ကြော်ညာရပြီလားမသိဘူးစပွန်ဆာလားမသိဘူးကြောက်စရာဘာလဲအင်တာဗျူးပြင်အလုံးလုံးသွားနော်ဟုတ်ပါဘူးဟုတ်ပါဘူးကောင်းကဆန်ပြောသလိုပဲပြောဗီဒီယိုကောနဲ့ဘာလို့ဆွဲစိတ်နေအခုလည်းမတည့်ဘူးအောက်ကဆွဲစိတ်နေအေးဟာတောက်ပါရဲ့တို့နေရအောင်လို့